မကသမ္မတတွေမှာတကယ်ကိုပေါ့နော်မျက်နှာအငယ်ဆုံးနဲ့ပိတ်ခါအမဲ့ဆုံးနဲ့တရုတ်ပြက်ဆုံးသမ္မတဖြစ်တယ်မျက်နှာလေးကြည့်တော့လေတနာစရာနိုင်ငံတကာကနေပြီးတော့ဗျာနောက်ဘယ်လိုခေါ်မှာအတိမတ်ပြုမှုတွေကျွန်တော်တို့ဂုံယူပါတယ်ပြောတယ်ပေါ့ဗျာအဲ့လိုမျိုးအတိမတ်ပြုမှုတွေကြတော့ဘယ်နိုင်ငံတွေကများသူ့ကိုဖက်လဲတကင်းရှိတယ်ဗျာနော်အခုချိန်ထိကျွန်တော်တို့ကမ္ဘာရဲ့အရေးပေါ့နော်ကမ္ဘာရဲ့80ရာခိုင်နှုန်းသောနိုင်ငံတွေကသူ့ကိုလုံးဝအတိမတ်မပြုဘူးဗျာဘယ်လောက်ထိရှက်ဖို့ကောင်းတယ်လဲဆိုတာကောင်းအောင်စကေးနဲ့တော့ဒါပြအရှက်မဲ့မှာတော့မဟုတ်ဘူးဗျာကျွန်တော်တော်တော်အံ့ဩတာဒီပုဂ္ဂိုလ်ကမ္ဘာရဲ့80ရာခိုင်နှုန်းသောနိုင်ငံတွေကသူ့ကိုအတိမတ်မပြုဘူးအဘာသမရလဲအဲ့ဘာသမရလဲကျွန်တော်မေးရမှာအခုဆိုဗျာဟိုတရုတ်ရုရှားအတိမတ်ပြုပါသူဘယ်လာရုစ်တို့နောက်ထပ်နိုင်ငံ3နိုင်ငံလောက်ကအတိမတ်ပြုတယ်နော်ထိုင်းနိုင်ငံကလည်းနိုင်ငံတော်အဆင့်ဆိုသူ့တစ်ဆင့်နိုင်ပုံစံမျိုးနဲ့တော့အတိမတ်ပြုလိုက်တဲ့ထိုင်းတာလေးရှိတယ်အိန္ဒိယအနေနဲ့ကတော့အတိမတ်ပြုမှုတွေပါလေတော့မရှိဘူးတော့ပါတော့လည်းပဲဆက်ဆံရေးအနေနဲ့တော့ထားတဲ့အနေနဲ့သူသမရပွဲကိုသမရဘယ်လိုခေါ်မလဲသမရတင်မြောက်ပွဲလားကျွန်တော်တို့ဘယ်လိုခေါ်မလဲဗျာသမရသူ့ပွဲကိုသမရပွဲကိုတက်မယ်ပေါ့ဗျာနော်အဲ့တော့ကမ္ဘာရဲ့နိုင်ငံတွေတော်တော်များများကလုံးဝအသိမှမပြုတဲ့ပြင်တရားစွဲမဲ့နိုင်ငံနဲ့နောက်အုပ်စုနဲ့ပေါ့နော်အမေရိကန်နဲ့နောက်အုပ်စုနဲ့ဩစတြေးလျတို့ကတော့သွားပြီလုံးဝသူ့အသိမှမပြုအဲ့တော့သမရလည်းမှာပိတ်ခါအမဲ့ဆုံးနဲ့မျက်နှာအငယ်ရဆုံးသမရဟာကျွန်တော်နိုင်ငံမှာတမိုင်းကွေးလောက်တဲ့သမရဒီသမရဖြစ်နေပြီတမိုင်းကွေးတဲ့သမရဖြစ်နေဟုတ်ကဲ့ပါဒါတော့ကိုမောင်ရဲ့ဗီဒီယိုမှာပြပါတယ်တမိုင်းကွေးတဲ့သမရကျူးကျော်သမရယူမင်းအောင်လိုင်းနော်နမေတော့မထည့်တော့ဘူးဗျာဒါပေမဲ့လည်းကျွန်တော်တို့မင်းအောင်လိုင်းလို့ပဲထည့်တော့မှဖြစ်ဆွဲပေးလိုက်တာပေါ့နော်တကယ်မှန်တယ်ဗျာနော်ခုချိန်ထိနော်ဒီနေ့အချိန်ထိကဘာသူကောင်တမနာမို့အတိမမပြုတ်သေးဘူးအဲ့အပြင်အာဆီယံမှာလည်းအတိမမပြုတ်ဘူးနော်စင်ရလော်ဂီကိုခေါ်ကွေးမြော်ကိုနေတဲ့ဘဝနေမှာဆက်နေလိုက်လို့ပဲပြောချင်တယ်နော်ဝစ်လေတာပေါ့ဗျာနော်ဒါတော့မှတဖြည်းချင်းလာမနော်တလိုင်းချင်းသူဝစ်လေမှာသူကျွန်တော်တို့ပြည်သူလူထုအကြမ်းဖက်ခဲ့တာတွေအောင်တော့ပြည်သူလူထုတက်ခဲ့တာတွေအဲ့အရာတွေနဲ့ပတ်သက်ပြီးတော့သူတလိုင်းချင်းဖြည်းချင်းစီဝစ်လေမှာနော်ကျွန်တော်တို့မြင်အောင်နေတယ်ဗျာဘာကြောင့်လဲဆိုတော့အလောက်ထိရုပ်မာတဲ့ကောင်ကျွန်တော်မြန်မာတပိုင်းမှာအဆိုးဆုံးရုပ်ညံ့ဆုံးရုပ်အမာဆုံးတမနာယူခေါင်းဆောင်စစ်ခေါင်းဆောင်ဆိုလို့ဒီကောင်မင်းအောင်နိုင်မယ်နော်မင်းအောင်နိုင်တကောင်ပဲရှိတယ်ကျွန်တော်မြန်မာတပိုင်းမှာကြည့်လိုက်နေဝင်းတကောင်ဆောက်ချက်မြောင်အာနာတင်းခဲ့တယ်တိုင်းပြည်ကိုဘာလို့စီးပွားရေးမောင်မိုင်စီးလို့မှသူ့ရဲ့မိမိတွေကအစအခုချိန်ကြီးချမ်းသာကြွယ်ဝတော့မယ်နော်နေဝင်းတန်းဆိုသူမိမိတွေကအစချမ်းသာကြွယ်ဝအေးစေးစီးပွားရေးမောင်မိုင်စီးမွဲနော်နောက်ပြတော့ဘယ်ကောင်မှဖြစ်မွဲတယ်ဒါပေမဲ့မင်းအွန်လိုင်းတော့နိုင်ငံမဆုတ်ပြတ်ခဲ့ဘူးမင်းအွန်လိုင်းလုံးမှာပဲဒီလားတိုင်းပြည်လဲဆုတ်ပြတ်တက်အကိုလုံးကုန်စည်နှုန်းကမရှိနောက်တော့စိုက်ပျိုးရေးမလုပ်ရနိုင်နောက်ပြတော့ကြည့်လိုက်နိုင်ငံခြားယင်းနှိမ့်မြို့နယ်မှာမရှိအဲ့အပြင်ပြည်သူတွေကို brain wash လုပ်တော့မှစာမတက်အောင်ထားအဲ့အပြင်မှာလောင်းစားတွေကဘောများမွေးစဝိုင်းဘောများကြည့်လိုက်အဲ့အပြင်ဗာလဲဆိုတော့ဗာလဲငါတို့နေမီပေါ့နော်တလက်မလေးတော့မှမြန်မာနိုင်ငံနေမျိုးတလက်မလေးတော့မှပေါ့နော်အပါမခံဘူးနော်ဒီလားအဲ့လိုပြောတဲ့ကောင်တွေကကြည့်လိုက်မှတရုတ်ကတစ်ခုယူနေပြီမှဟိုဘက်အနေဆက်မှာလူတိတ်မရှိတဲ့နေရာဆိုရင်ကျွန်တော်တို့ချောင်းရှိတယ်အဲ့မြချောင်းရဲ့အကျော်ဖက်ကိုတို့ကဒရားတွေပါခတ်နေပြီကြည့်လိုက်ဒီရဲ့မင်းအောင်လိုင်းခင်မှာမှကိုလုံးဆုတ်ပြတ်သွားတော့မှအကိုလုံးဖြစ်သွားတာနော်ဆိုတော့မှကိုမောင်ပြောရသလိုပဲဒီကကဘာအရေးမှလည်းကြည့်လိုက်လုံးဝမျက်နှာငယ်လေးနဲ့နောက်ကျတော့ရုပ်ညံ့ဆုံးနဲ့လုံးဝအရှက်မရှိဆုံးကောင်ပဲကွာတကယ်ပြောတာတော်တန်စကေးနဲ့ပေါ့အရှက်မရှိဒီလိုအရှက်မရှိဖို့တော့တော်တန်စကေးနဲ့မရအောင်သူ့ရဲ့စကေးရဒီလားအဲ့လိုမျိုးခွက်ပြောင်းနေဆိုတာထက်ပိုမရတာမျက်နှာပြောင်တိုက်ဒါထက်ပေါ့နော်ပိုမရတာအဲ့လိုမျိုးပေါ့နော်တကမာလုံးကလည်းရှုံချတာပြည်သူတွေလည်းမကြိုက်အဲ့အပြင်မှာဒီရဲ့ကျန်းဖတ်ပါတီထဲလူတွေတကောက်မကြိုက်ဘူးအဲ့ဒါတော့မှသူကမသိလို့ရှိပြည်သူကရွေးချက်တင်မြောက်လို့တမနာလောက်ရပါတယ်ဆိုတာတက်ပြောတယ်ဆောက်ချက်ကမရှိဘူးဂျပူကတိလာလူလာပူလာသူ့အတွင်းညာလည်းပူနေတယ်နော်အဲဒါကြောင့်ဘောမတွေအနေနဲ့ပြောကြတာမင်းတို့ကောင်တွေအားပေးနေတဲ့ကောင်တိလာအဲ့လောက်ထိအတိညာမရှိတဲ့ကောင်တော့မင်းတို့အားပေးနေတယ်မင်းတို့အဆင့်ကဘလောက်တဲဆိုတာမင်းတို့ပြန်သိတော့တိလာနော်ဆိုတော့အရှက်မရှိလို့ရှင်တော့ကွာမင်းတို့ကောင်စအားပြီးပေါ့နော်ကွန်မန့်မှာလည်းတခုရေးခဲ့လို့ရတယ်အောင်တိလာမင်းတို့ကောင်တွေဆိုတော့အမှန်တမ်းမလို့တဲ့ဗီဒီယိုများအနေနဲ့ဒီရဲ့မဟာလာဒီအုပ်ချုပ်တာကိုဆက်ပြီးတော့မှလက်ခံပါလားဒါမှမဟုတ်လို့ရှိရင်တွန်းလှန်ပါလားဆိုတော့ကိုယ့်ရဲ့ခံယူချက်လေးကိုလည်းကွန်မန့်မှာမျှဝေခဲ့ပေးလို့ရပါတယ်ဗျဆိုတော့ဒီလောက်ပါပဲဗျကျေးဇူးတင်ပါတယ်ဘင်းခင်ပါစေ